အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကနောက်ထပ်အတန်တစ်တန်နဲ့ကျွန်တော်တို့အတူတူလေးလာကြရအောင်ပေါ့နော်ဆိုတော့ဘာတန်လဲဆိုတော့ sounds ဆိုရဲအတန်ကလေးကြတော့ခုနက နဲ့နဲ့ကလေးကြတော့ခက်စင်စင်လေးပဲပေါ့နော်ဘာကြောင့်ခက်စင်စင်လဲလို့ပြောရင်တော့သူတို့အတန်နှစ်တန်စလုံးကတော့ဒီအနောက်တန်ပေါ့တော့ back from the back ပေါ့ပြောတဲ့အခါကျနည်းနည်းလေးသတိထားကြည့်ပေါ့ခံစားကြည့်ပေါ့ဟိုအနောက်ကနေသူဘ ਹੁ ပြုတ်ပြီးတော့မှဖြစ်လာတဲ့တန်သူကဒီ နဲ့တမှုထူးခြားတာကလေးကြတော့သူကအတန်ရှည်တယ်ပြီးရင်ပါဇက်ကလေးကြတော့လုံးဝ rounded ဖြစ်သွားတာလုံးဝဝိုင်းသွားတာပေါ့နော်ကလေးကြနည်းနည်းပွေတယ်ကလေးကြနည်းနည်းပိတ်ပြီးတော့မှလုံးဝဝိုင်းသွားတဲ့ပုံစံရှိရပေါ့နော်ဒါဥပမာအနေနဲ့ပြောရင် ooze cool and through ဆိုတော့ဥပမာအနေနဲ့ပြောရရင်တော့ walked through the school ဒီဗီဒီယိုလည်းကြိုက်နေတဲ့မယ်လို့တော့ကျွန်တော်ယုံကြည်ရဲဆိုတော့နောက်ဗီဒီယိုမှာနောက်အတန်နဲ့ပဲပြန်လည်ဆုံကြမယ်နော်